မွေးနေ့မှာကျမ်းမာပျော်ရွှင်ပါစေအမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီးတော့ဆုတောင်းပါတယ်အမေစုကျမ်းမာပါစေတတော်ရကြောရှိပါစေအချုံနောင်နေအမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီးတော့ကြွေးကြော်ခဲ့ကြရတယ်ပေါ့နော်ဆိုတော့ကျမတို့ရဲ့အတန်တွေကိုလည်းကဘာရက်ရက်ကကြားပြီးတော့အမေစုလွတ်မြောက်ဖို့အတွက်ဝိုင်းဝန်းကူညီကြပါစေလို့ဆုတောင်းပါတယ်အမေစု Happy birthday ပါ Happy birthday အမေစု Happy birthday အမေစု Happy birthday ပါအမေစုအမေစုကျမ်းမာပါစေအချုံနောင်မှအမြန်ဆုံးလွတ်မြောက်ပါစေဟုတ်ကဲ့အမေစုကျမ်းမာပါစေအချုံနောင်မှအမြန်ဆုံးလွတ်ကင်းပါစေအမေစုတက်ရှိကျမ်းမာပါစေအမေစုချုံနောင်မှအမြန်လွတ်မြောက်ပါစေနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့82နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အစီအစဉ်အခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာဒီစီစဉ်နဲ့ပတ်သက်ဖို့မိတ်ဆက်စကားပြောကြားဖို့အတွက်ကျွန်တော်တို့ Bravo ရဲ့ဖောင်နာဖြစ်တဲ့မမဆုတစ်ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဟုတ်မင်္ဂလာပါကျမတို့ကဒီနေ့နှစ်စဉ်ပေါ့နော်မနစ်ကတစ်နှစ်ကနေစပြီးတော့အမေစုမွေးနေ့ဆိုရင်ကျင်းပရတယ်ပေါ့နော်မွေးနေ့ရှင်မပါတဲ့မွေးနေ့ပေါ့နော်အမှန်တိုင်းပြောရရင်တော့ပျော်တော့မပျော်ဘူးရှင်ထဲမှာတော့မကောင်းပေါ့နော်ဘာကြောင့်လဲဆိုတော့အမေစုကဘွားတစ်လျှောက်လုံးဒီမြန်မာနိုင်ငံအတွက်ပေါ့နော်ကျမညစဉ်းစားမိရဲ့ကျမမှာဒါကလေး2ယောက်ရှိတယ်ဆိုရင်ကျမအဲ့ကလေး2ယောက်ကိုဖြစ်ပြီးတော့ဒီလိုအလုပ်တွေလုပ်မှာမဟုတ်ဘူးပေါ့နော်ကလေးတွေနဲ့တရက်တောင်ခွဲနိုင်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အမေစုကကြတော့ကလေးတွေလည်းပြစ်ပြီးတော့ယောက်ျားဖြစ်သူကိုလည်းပြစ်ပြီးတော့ဒီမြန်မာနိုင်ငံအတွက်လာပြီးတော့ဖြစ်တယ်ပေါ့နော်ထောင်ထဲမှာအဲ့လိုကြီးနှစ်ရှည်လာများကြီးဒါအကျယ်ချုပ်ပေါ့နော်နှစ်ရှည်လာများကြီးဒီလိုကြီးဖိနှိပ်ခံနေရတယ်မကောင်းပြောခံနေရတယ်ဆိုရင်ကျမဆိုရင်တော့မေတ္တာတရားကြီးကုန်ခန်းပြီးတော့ပြန်သွားမှာပေါ့နော်သူကနိုဘယ်ဆုရှင်လည်းဖြစ်တဲ့အခါကျတော့ဒါပေမဲ့အမီစုက2021အခင်းချင်းအထိသူကတကယ်ဆိုတော့ပြေးလို့ရတယ်အာနာသိမ်းမှလည်းကြိုသိရပေါ့နော်ပြေးလို့ရတယ်ဒါပေမဲ့မပြေးဘူးပေါ့နော်ရင်ဆိုင်နေပေါ့နော်ဆိုတော့လေကျမတို့အနေနဲ့အတူယူစရာရအများကြီးပဲပေါ့နော်ခါလေကြရင်ကျမတို့လည်းအဲ့လိုတိုက်ခိုက်ခံရတာမျိုးတွေမကောင်းပြောခံရတာမျိုးရှိရင်ကျမအကူကကျမကိုအားပေးရဘလို့အားပေးလဲဆိုတော့အမေစုကိုအတူယူဆီယမိုင်းစင်တီယာဒေါက်တာစင်တီယာမောင်အတူယူသူတို့ရဲ့စိတ်နှလုံးကပေါ့နော်ဘလို့ပဲဖြစ်ပေါ့နော်ကောင်းတဲ့အရာကိုပဲလုပ်တယ်မေတ္တာတရားကိုပဲရှေ့တန်းထားတယ်ပေါ့နော်ဒါပေမဲ့လူလေနော်လူဆိုခိုင်ကြလို့ရှင်လည်းမခံစားနိုင်ဘူးဒါပေမဲ့ဒီလိုအမေစုတို့ဆီယမိုင်းဒေါက်တာစင်တီယာမောင်တို့လိုမျိုးလူတွေလိုမျိုးကျမတို့မလုံနိုင်ပါဘူးဒါကြောင့်မလို့ဒီနေ့မှာဂုဏ်ပြုခြင်းတဲ့အတွက်ကြောင့်မလို့မွေးနေ့ရှင်မပါတဲ့မွေးနေ့ကျမဘဝမှာ2 ကြိမ်နှစ်ခုရှိရပေါ့နော်ကျမတို့အကိုတယောက်ကကျမတို့ဒီနေ့ထိပြန်မလာဘူးပေါ့နော်ဆိုတော့သူ့ရဲ့မွေးနေ့ကိုလည်းသူ့အမေကနှစ်တိုင်းလုပ်တယ်မွေးနေ့ရှင်မပါဘူးပေါ့နော်အမေစုရဲ့မွေးနေ့မှာလည်းကျမတို့မွေးနေ့ရှင်မပါဘဲနဲ့လုပ်ရတယ်တည်င်းတွေကြားတဲ့အခါစိတ်ပူတယ်ညီမရဲ့အကုန်လုံးလည်းဒါအမေစုကိုချစ်ကြလို့ရောက်လာကြရလို့ယုံကြည်ပါတယ်လို့ဒါကြောင့်မလို့ဒီနေ့မှာလည်းအတူတကွာစုတွေတောင်းရမယ်ပေါ့နော်အမေစုနဲ့ပတ်သက်ပြီးတော့အမြန်ဆုံးလွတ်မြောက်အောင်လဲကျမတို့လုံနိုင်တာလေးကလည်းဒါပဲရှိရဲ့အခါကြတော့စုယုံပြီးတော့စုတွေတောင်းကြမယ်လို့ကျမနောက်ဆုံးအနေနဲ့ပြောချင်ပါတယ်လာရောက်ပြီးကြလို့လည်းကျေးဇူးတင်ပါတယ်တော့စစ်တဲ့တေးကလာတဲ့သူတွေဖြစ်တယ်ပေါ့နော်ဖြစ်တော့တချို့ကြတော့ဒီမေစုနဲ့ပတ်သက်တယ်ဆိုရင်မေစုနဲ့ပတ်သက်တဲ့အကြောင်းပြောတယ်ဆိုရင်ချို့ကြတော့မကြိုက်ကြဘူးချို့ကြတော့လည်းဒီဟာနဲ့ပတ်သက်လို့အမြင်တစ်မျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့တွေလည်းအများကြီးအထဲထဲမှာကစပေါ့နော်မေစုကိုချစ်တဲ့စစ်သားတွေအများကြီးရှိတယ်ကျွန်တော်တို့မြင်ခဲ့ရတယ်တွေ့ခဲ့ရတယ်ပေါ့နော်ကျွန်တော်စီမာကိုပဲကျွန်တော်မှတ်မှတ်ရဆိုရင်ဒါတက်ချက်ကြီးတယောက်ပေါ့နော်သူကဒီတက်ထဲမှာနေစဉ်တည်းကသူ့ကိုဆိုရင်ဝိုင်းစားကြတာပေါ့နော်အမိသားဆိုဝိုင်းစားကြသူကအဲ့လိုမျိုးခေါ်တဲ့ဟာကိုကြားရဆိုရင်သူအရန်ပျော်တယ်ပေါ့နော်ပြီးရင်မေစုမကောင်းကြောင်းပြောတယ်ဆိုရင်သူကအရာရှိပဲဖြစ်ဖြစ်ဘိုးကြီးပဲဖြစ်ဖြစ်ဘုံပဲဖြစ်သူကအဲ့လိုကက်လန်ပြန်ရန်တွေ့တာပေါ့နော်သူ့ကိုလည်းပြဿနာရှာလို့မရအောင်ရေးယူလို့မရအောင်သူကပြောတတ်တယ်
အဲ့လိုမျိုးဆိုမေစုကဘလို့ပါညာဒီဝိုင်းစားတယ်သူ့အမျိုးအဲ့လိုမျိုးပေါ့နော်မေစုမကောင်းကြောင်ပြောတယ်ဆိုရင် तू ကချက်နဲ့လက်နဲ့ပြန်ပြောတာဒါပေမဲ့လည်းစစ်ကောင်စီကမေစုပေါ်မှာအဲ့လောက်ထိပေါ့နော်ဒါမင်းအောင်လိုင်းတို့ဆိုရင်အညိုးကြီးတယ်မနာလိုတယ်ပေါ့နော်ပြီးရင် तू ကလိုက်တူတယ်အခုဆိုရင်ပဲကြည့်ပေါ့နော်ဒီရန်ကုန်တက်တော်ကပေးတဲ့ဘွဲဆို तू လည်းရကျင်တယ်ပေါ့နော်မေစုကတကယ်ပြောရင်ချင်းမြင့်ခံရတာ तू ကတောင်းတာအဲ့လိုမျိုးတွေတော့ကွာတာပေါ့လေနော်တခါလေသူ့ရဲ့မွေးနေ့ဒီလိုလှုပ်တယ်ပေါ့နော်လှုပ်တဲ့အချိန်မှာဒါမုံနေကျွေးတယ်ပေါ့နော်တံပေါက်ဆိုတံပေါက်ကျွေးတယ်ပေါ့နော်အဲ့လိုကျွေးတဲ့အချိန်မှာမေစုကလိုက်ကြည့်တယ်လိုက်ကြည့်ရပေါ့နော်စားရရဲ့လားဆိုအဲ့လိုလိုက်ကြည့်တယ်လိုက်ကြည့်တဲ့အချိန်မှာဒီစစ်သားတယောက်ကပေါ့နော်ရဲလားစစ်သားကျွန်တော်သိတော့မှတ်မိစစ်သားတယောက်ထားပါတော့သူကဒီကျွေးတဲ့ဒီတံပေါက်ဘူးလေးကိုသူကမစားဘူးသိမ်းထားကျွေးလေးနဲ့ထုတ်ထားဒါကတော့စစ်သားတွေထုံးစံပေါ့နော်ဘာလို့လဲဆိုတော့ဒီမိသားစုအိမ်မှာကြံနေတဲ့မိသားစုနဲ့ကြမှာပဲတယောက်တစ်လုပ်ပဲစားအတူတူစားမယ်ဆိုတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့အိမ်ပြန်တည်သွားမယ်ပေါ့နော်အဲ့နဲ့မေစုကမေးတာဘာလို့မစားရလဲဒါကျွေးတာလေစားဖို့ကျွေးတာဆိုမဟုတ်ဘူးအိမ်ကြမှာစားမယ်အိမ်မှာမိမနဲ့ကလေးနဲ့ရှိတယ်ပေါ့နော်အဲ့နဲ့မေစုကဘာပြောလဲဆိုတော့အဲ့သူဘေးနားမှာဒါအမြဲတမ်းသူနဲ့အတူတူရှိခဲ့ပူတဲ့သူတွေစီကနေပေါ့နော်သူအောက်ကသူတွေစီကသွားနောက်ထပ်ဘယ်နှဘူးလဲသူ့အိမ်မှာဘယ်နှယောက်ရှိရလဲပေးလိုက်ပေါ့နော်နောက်ထပ်ဘယ်နှဘူးရှိရအမှန်တကယ်ကအစီလူစီပေါ့နော်လူစီလောက်ထားတော့တကယ်တမ်းပြောမယ်ဆိုရင်အဲ့ထပ်ပေးတဲ့ဟာတွေကသူ့ဘေးနားမှာရှိတဲ့သူတွေမစားရအောင်မစားရအောင်ဒါတကယ်တမ်းသာခွဲခြားမယ်ဆိုရင်ပေါ့နော်အဲ့လိုစိတ်မျိုးသူ့မှာဒီရှိတယ်ဆိုရင်ပေါ့နော်ဟာနင်တို့ဟာအတွက်မထိနဲ့သူတို့ဒီတပူးဆိုတပူးရပြီအဲ့လိုပဲတွေးမှာပေါ့နော်ဒါပေမဲ့မေစုဖြစ်နေတဲ့အတွက်ပေါ့နော်ဟာအဲ့လိုမျိုးသူ့ရှိမှမြင်လဲရတဲ့ခါကျတော့သူကဒီမိသားစုအတွက်ပါကြွေးငါတို့မစားဘူးငါစားမဲ့ထဲရပါကြွေးအဲ့လိုမျိုးဟာတွေကကျွန်တော်အရန်အတူယူရတယ်ပေါ့နော်ဒါကြောင့်တကယ် तू ကတကယ်ပြောင်းလဲခြင်းခဲ့တာပေါ့နော်ဒီစစ်တပ်ကို तू ကတကယ်ပြောင်းလဲခြင်းခဲ့တာတကယ်လဲ तू နဲ့ဆက်တဲ့သူတွေကအများကြီးပြောင်းလဲတယ်ဆိုတဲ့ဟာကိုကျွန်တော်တွေ့ခဲ့ရတယ်ဟိုးဗိုလ်ချုပ်အဆင့်တွေအထိပြောင်းလဲတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုမျိုးပြောင်းလဲသွားတဲ့သူတွေကိုမင်းအောင်လှိုင်ကဘယ်လောက်ထိရုံမာခဲ့တယ်လဲကောက်ချစ်ခဲ့တယ်လဲရေးယူတာတွေလုပ်ခဲ့တယ်ပေါ့နော်အမေစုပေါ်မှာမနာလို့တယ်အမေစုကိုချစ်ခင်တာလေးစားတာ तू ကမမြင်ချင်ဘူးပို့ဆိုးတာကသူ့အဖွဲကလူကအမေစုကိုသွားပြီးတော့လေးစားချစ်ခင်နေတဲ့ဟာကို तू ကပို့ပြီးတော့မနာလို့မရှိစိမ့်ဖြစ်တယ်ပေါ့နော်အဲအကြောင်းမလို့ဒီနေ့ဒီချိန်ထိအမေစုကိုအသက်အရွယ်ကြီးရင်နာတော့မှပဲခုဆို82နှစ်ပေါ့နော်ကျွန်တော်တို့ဆိုအရန်စိတ်ပူတယ်ဘာကြောင့်လဲဆိုတော့အတွင်းထဲမှာပေါ့နော် तू ကဒီလမ်းလျှောက်တာဝါသနာပါတယ်တဲ့ဒါအကိုကြီးတယောက်ကပြောဦးတယ်ပေါ့နော်အဲကြောင့်ဒီအချင်းဒီအခန်းဆိုတာဗျာအခန်းတာပေါ့နော်အဲ့တော့အပြင်မှာနေတော့လိုမျိုးဒါတမျိုးတစ်ခုလမ်းလျှောက်ရတာမဟုတ်ဘူးခြံဝင်းထဲမှာလျှောက်ရတာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီအခန်းထဲမှာပဲသူ့ရဲ့အချိန်သတ်မှတ်ပြီးတော့ तू ကရှောက်တာဆိုတော့ तू ကအသွားပြန်ခောက်တော့ခောက်ပြန်အဲ့လိုရှောက်ရတယ်ပေါ့နော်အဲ့လိုရှောက်ရတော့ခေါင်းတွေမူးတယ်တဲ့ဒါအဓိကတော့ကျွန်တော်တို့လူလူကောင်းဆောင်ကိုလွတ်မြောက်စေခြင်းတယ်ဆိုတာဒါတွေလည်းပါပါတယ်ပေါ့နော်လူလူကောင်းဆောင်လက်အောက်မှာကျွန်တော်တို့နိုင်ငံကဘလောက်ထိဂုဏ်ယူစရာကောင်းခဲ့သလဲပေါ့နော်ကျွန်တော်တို့အားလုံးမြင်တွေ့ရလိမ့်မယ်ပေါ့နော်ဒါရှေ့ပိုင်းမှာလည်းဒီလိုမျိုးမြင်တွေ့ရရရှိပါတယ်အခြားနိုင်ငံတကာကဘယ်လိုဆက်ဆံတယ်လဲဆိုတဲ့ဟာတွေကစကျွန်တော်တို့မြင်တွေ့ရရအများကြီးရှိရပေါ့နော်အဲ့တော့အဲ့လိုဘွားမျိုးပြန်ရောက်ဖို့အတွက်ကျွန်တော်တို့လည်းဒီဘက်ကနေတစ်ဖက်တစ်လမ်းကနေပါဝင်ကြဖို့လိုတယ်ဆိုတဲ့ဟာလေးလည်းကျွန်တော်အကြံပြုတိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့တွေမေစုအကြောင်းပြောကြရအောင်ပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်တို့တွေအခုပထမဆုံးကျွန်တော်တို့ဖိတ်ထားတဲ့ပုဂ္ဂိုလ်ကတော့ကျွန်တော်တို့မေစုပထမဆုံး2012ကျွန်တော်ဒီကြားဖြတ်ရွေးကောက်ပွဲမှာကော်မှုမြို့နယ်မှာစတင်ရှင်ပြိုင်ခဲ့ပါတယ်ရှင်ပြိုင်ခဲ့တဲ့မှာကော်မှုမြို့နယ်မှာကျွန်တော်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကနေပြီးတော့တကယ်ဆိုအမေစုနဲ့အတူတူကျွန်တော်တို့ဒီအောင်နိုင်ရေးအတွက်ကိုအတူတူပါဝင်ခဲ့ပြီးတော့2012 2015တောက်လျှောက်ပေါ့နော်အတူတူပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်လူရှိပါတယ်သူကတော့ကျွန်တော်တို့မန်းချစ်အောင်မှာမန်းကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျကျွန်တော်တို့ကတော့အခုနကျွန်တော်ဒူမမဆုသိပြောသလိုပဲကျွန်တော်ဒါမွေးနေ့ရှင်မှာပါတဲ့မွေးနေ့ပွဲကိုကျွန်တော်လည်းမတက်ရောက်ဘူးပါဘူးအခုမှဒါပထမဆုံးတက်ရောက်ဘူးတော့ပါအရင်တော့တက်ရောက်တယ်ဆိုတာလည်းကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲအပြည့်ကံသဘောမျိုးနဲ့အားပေးတာလောက်ပဲရှိတာပေါ့လေအခုလိုစကားပြောခွင့်ပေးတဲ့အတွက်အခုလိုဖိတ်ကြားပေးတဲ့အတွက်ကျင်းပတဲ့အဖွဲ့အစည်းပရဘူးကိုလည်းကျေးဇူးတင်ပါတယ်မဆုသိကိုလည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့ကောင်းဝန်းမြို့နယ်လေးကတောမြို့လေးလေးဖြစ်တဲ့အတွက်အစင်းရဲဆုံးမြို့နယ်ကိုရွေးချယ်မယ်ဆိုပြီးသူ့ရဲ့ဆုံးဖြတ်ချက်နဲ့ကျွန်တော်တို့ကောင်းဝန်းမြို့နယ်ကိုသူတို့ရွေးချယ်ခဲ့ပါတယ်ရွေးချယ်တဲ့အချိန်မှာကျွန်တော်ကလည်းမသိဘူးမသိဘူးဆိုတာကမထင်ဘူးပေါ့လေကျွန်တော်မြို့နယ်မျိုးရန်ဒီဗမာတိုင်းနိုင်ငံလုံးမှာကျွန်တော်တို့မြို့နယ်နဲ့ချမ်းသာတဲ့ပွင့်ပြတဲ့မြို့နယ်အများကြီးရှိတယ်အဲ့ဒါကိုပဲကျွန်တော်တို့ကရွေးချယ်မတင်ခဲ့တာပေါ့အားလုံးကထခုံမတတ်ပေါ့လေကျွန်တော်တို့လည်းဝန်တာအားရတယ်ပေါ့ကျွန်တော်တို့ကဘာကျော်ပုံကိုကြီးကကျွန်တော်တို့ကောင်းမျိုးနယ်လေးကိုရွေးချက်ခံမယ်ဆိုတော့အတိမပြုတ်ရဆိုတဲ့သဘောမျိုးနဲ့ကျွန်တော်တို့ကဝန်တာတာပေါ့အဲ့ဒါကျွန်တော်ကဝန်တာဒါနဲ့အမျှကျွန်တော်ကလုံဝန်တောင်းနေပြန်စဉ်းစားတော့ကျွန်တော်အဲ့လိုမပြောဘူး
ဘာကြောင့်ဒီပုဂ္ဂိုလ်မျိုးကိုဒီနေရာကိုလာရင်တို့ကျွန်တော်တို့လည်းခေါင်းနေဗျာဆင်းရဲဆိုမျိုးနယ်လေးဆင်းရဲဆိုကျွန်တော်လုံုံကြီးတွေအကုန်လုံးပေါ့ဗျာလမ်းမဆက်တွေအဲ့တုန်းကတော့တည့်ရတဲ့အတိုင်းပဲလဲလမ်းမရှိဆိုတော့ခါကျတော့ကျွန်တော်တို့ကအဲ့ဒါတွေခေါင်းတစ်ပန်းကြီးတာပေါ့ငါတို့ဘလို့ကြိုးစိုးအောင်မလဲဘလို့အခါအောင်မလဲပေါ့အဲ့ဒါကျွန်တော်စီစဉ်ရတဲ့ခါကျတော့အဓိကနံပါတ်1ကကျွန်တော်အိမ်ကိုရွေးရတာအိမ်ကိုရွေးရတဲ့ခါကျတော့ဒီ2012ဂျပန်ရွေးကောက်ပွဲမှာဆိုရင်ကျွန်တော်တို့ရဲ့ NLD ကိုလည်းလမ်းတွေ့အောင်တိတ်မခေါ်ရကြတဲ့ဘဝမျိုးတွေနဲ့ကျွန်တော်ရင်ဆိုင်နေရတဲ့ခါကျတော့အိမ်ထဲလည်းရွေးလို့မရဘူးကိုနဲ့ရင်းနှီးတဲ့လူသူလည်းဒီစိတ်ရှိတဲ့လူကိုကျွန်တော်ကြည့်ရတယ်ဆိုတဲ့နေမှာအဓိကရေချိုးကအိမ်တာကျွန်တော်တောရွာဆိုတာကတိုက်ခံနေတယ်တစ်အိမ်လေးတွေဝါအိမ်လေးတွေများတဲ့ခါကျတော့အဲ့ဒါရွေးရလေပထမအိမ်ဒါအဖြစ်ပြက်လေးတွေပြောပြတာပါပထမအိမ်တွေရွေးတယ်အဲ့အိမ်တွေကတိုက်ခံတော်တော်နာပဲသူရေချိုးကအိမ်တာအကုန်လုံးအဆင်ပြေတယ်သူ့ကိုကျွန်တော်ကရွေးချယ်တယ်အိမ်ချင်းသွားတွေ့တဲ့ခါကျတော့ तू ကသားသမီးကခလေးဆိုတာကျွန်တော်တို့ရန်လူတွေပေးတယ်ကျွန်တော်အသက်ရွယ်လောကအဲ့ချိန်တော့ကျွန်တော်အသက်ရွယ်လောကပေါ့နော်မိဘကြတော့ကျွန်တော်တို့မှာအစွဲရပါရှိတယ်ဆိုနိုင်ငံရေးလို့ထောင်ကြမယ်တေးမယ်ဒီလိုမျိုးအစွဲတွေကြောင့်မလို့မိဘတွေရှောင်လာဒေါ်စန်းစုကြည်ကိုပေးခြင်းနဲ့တဲ့ငါတို့မပေးရဘူးဆိုတော့ကျွန်တော်မရဘူးနောက်တိမ်ကြတော့မှကျွန်တော်တို့အဆင်ပြေအိမ်သုံးလုံးရွေးရတယ်အိမ်ကတော့တိမ်ဖြစ်နေတဲ့အတွက်ရေချိုးကအိမ်သာမပြည့်စုံတိမ်ဆိုတာရှေ့ဟောင်းအိမ်ကကျွန်းလေးနဲ့ဆောက်တော့မဲမောင်းတာတိုးတော့တောရသဘာဝအတိအတိုင်းပဲဘိုးတိုင်းဘာညာမရှိဘူးပေါ့ဒီယောဂမရှိဘူးဆိုတဲ့အခါကျတော့အဲ့ဒါကိုကျွန်တော်တို့ကလည်းပြုံးကနေလှလောက်ပဲရှိတယ်လေဒီလှုပ်ရှားမှုကအဲ့ဒါသိရတာဆိုတော့ဒီကအိမ်သားရေချိုးကဆောက်အောင်ဆိုအဲ့ဒါမရွေးတော့ပဲနဲ့နောက်တအိမ်ကိုကျွန်တော်ကရှာတဲ့ခါကျတော့အားလုံးအဆင်ပြေသွားပါတယ်အဲ့ဒီကနေပြီးတော့ဒေါ်ဆန်းစုကြည်အန်တီနဲ့ကျွန်တော်အန်တီပဲခေါ်ပါတယ်ဒေါ်ဆန်းစုကြည်နဲ့စပြီးတော့ရင်းနှီးထိတွေ့ရဆိုတဲ့သဘောကိုဒါကျွန်တော်အားလုံးတင်ပြပါရစေတင်ပြချင်ပါတယ်အဲ့ဒါပဲအားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီးတော့နောက်ထပ် speaker ပေါ့နော် guest speaker အနေနဲ့တယောက်လောက်လေးကျွန်တော်ထပ်ဖိတ်ချင်ပါတယ်ဘယ်လူများပြောပြမလဲမသိဘူးအမေစုနဲ့ပတ်သက်လို့ကိုယ်တိုင်တွေ့ကြုံခဲ့တာပဲဖြစ်ဖြစ်မေစုနဲ့ပတ်သက်တာလေးတွေပေါ့ဆရာမတယောက်လောက်ဖိတ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်တမီးကတော့စီရီယန်ဒုတက်ချက်အောင်ရဲ့ဇနီးမန်ချစ်ချုံမြဖြစ်ပါတယ်ရှင်အခုပေါ့နော်မေစုဆိုလို့ရှိရင်မျိုးသမီးတယောက်အနေနဲ့ပေါ့နော်သူအများအချုံနှောင်ခံထားရတာပေါ့နော်သမီးတို့တွေသမီးယောက်ျားစီရီယန်လောက်သွားတော့အကျယ်ကျုပ်ဆိုပြီးတော့တာမီ6ယောက်လိုင်းငန်းထဲမှာနေခဲ့ရတယ်အဲ့လိုအပေါ်ဘာသွားတာအစအိမ်သာအရှိမအဲ့လိုမျိုးအဆောင်တွေကလာရက်ဆောင်နေတာအဲ့လိုမျိုးကြတော့ကိုလည်းတိမ်ငယ်တယ်ဘာမှကိုပြစ်ချက်မရှိပေမဲ့ကိုယောက်ျားရဲ့ပြစ်ချက်နဲ့ကိုအဲ့လိုမျိုးအကျယ်ကျုပ်မျိုးထားတာခဲ့တာစိတ်အရင်ကျင်းကျုပ်တယ်တလားနဲ့18ရက်နေခဲ့ရတာကိုလုံးဝအမှောင်ထုထဲမှာနေခဲ့ရတာအမေစုဆိုပို့ပြီးတော့ကိုချင်းစားတယ်အသက်လည်းကြီးနေပြီကိုတွေလူငယ်တွေတောင်မှဒီလိုမျိုးအချုံနောက်ကိုမခံစားချင်ဘူးအများအားမဲ့လွတ်လပ်တဲ့ဘဝလေးကိုပဲပြန်တန်းချင်တာဒီမော်လမြိုင်ကန်တန်းလမ်းမှာလာလို့ဆိုလို့ရှိရင်အမေစုလာပြီးဆိုလို့ရှိရင်အဲ့မှာညီမတို့မွတ်စလင်တွေကအရန်ဟွာဖြစ်တာအရန်များတာကန်တန်းလမ်းမှာသွားပြီးတော့ကလားတွေပဲအဲ့ဒီညီမတို့အစ္စလမ်ဘာသာတွေကအရန်များတယ်ဒါပေမဲ့လုံးဝဥစားပေးတယ်အဲ့ကြောင့်မို့လို့ချစ်တယ်ဘာသာရေးလည်းမခွဲခြားဘူးလူတယောက်ရဲ့လွတ်လပ်ပိုင်ခွင့်ပေါ့နော်လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်လွတ်လပ်စွာနေပိုင်ခွင့်လူတယောက်ကိုရှင်တန်ခွင့်သူ့မှာအပြည့်အဝပေးထားတယ်ကိုရစစ်တပ်ထဲမှာအဲ့လိုမျိုးလွတ်လပ်ခွင့်တွေမရခဲ့ဘူးကြိုးစုံမှုတွေမရှိခဲ့ဘူးကလားတယောက်အနေနဲ့အဲ့လိုမျိုးပဲအနှိမ်ခံတဲ့ဘဝနဲ့ပဲနေခဲ့ရတာမေစုကြတော့အဲ့လိုမျိုးဘာသာရေးမခွဲခြားဘူးအကုန်လုံးကိုအဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အမေစုအမြန်ဆုံးလွတ်မြောက်ပါစေလို့အသက်အန္တရာယ်မှလည်းကင်းဝေးပြီးတော့ဒီအချုံနောင်ကနေပြီးတော့အမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးပါတယ်ဒီနေရာနေပြီးတော့ဝိုင်းနေကြည့်ထားလိုက်ရပါတယ်